Hello everyone. Guess what? I rent myself an apartment. ဟုတ်ပါတယ်။ sound ကိုတယောက်တည်းဆက်တယ်လို့ဖို့ဒီအခန်းလေးကိုကိုရှိတာလေးတွေနဲ့တဖြည်းဖြည်း transform လုပ်သွားပါမယ်။ပထမဆုံးလုပ်မဲ့၃ဆင့်ကတော့ cleaning, organizing နဲ့ stocking ပါ။အရင်ဦးဆုံး cleaningတန့်ရှင်းရေးလုပ်ရင်းနဲ့စောင်းတီလိုနေဖို့ရွေးချယ်လိုက်တဲ့အကြောင်းလေးကိုပြောပြချင်ပါတယ်။တကယ်တော့တအိမ်ထဲမှာတယောက်တည်းနေရတာစောင်းရဲ့ဟိုးကလေးရရှိခဲ့တဲ့ဇာနာလေးတစ်ခုပါ။ခွေးလေးတွေကြောင်လေးတွေမွေးရင်းနဲ့ပေါ့လေ။စောင်း introvert တယောက်လိုဖြစ်လာပြီးတဲ့နောက်ပိုင်းမှာတယောက်တည်းနေရတဲ့အချိန်ကိုပိုပြီး enjoy ဖြစ်လာပါတယ်။တအားပင်ပန်းလာရင်လည်းဘယ်သူနဲ့မှစကားမပြောချင်တော့တဲ့ကိစ္စတွေဖြစ်လာပါတယ်ကိုပါကိုလှုပ်ချင်တာလေးတွေစားချင်တာလေးတွေလှုပ်စားပြီးလှုပ်ရှားရှိတာလေးတွေလုပ်ရင်းနဲ့ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းမယ်ဆိုတဲ့စိတ်ကူးလေးနဲ့ပေါ့နောက်ပိုင်း easy ဖြစ်လာရင်ကြောင်လေးတစ်ကောင်အရင်စမွေးမယ်လို့လည်းစဉ်းစားထားပါတယ်တီလွန်တက်လွန်ရှိလွန်လို့တော့မဟုတ်ပေမဲ့ငါမှငါလွယ်ပြီးမရှိဘူးဆိုတဲ့အသီးနဲ့တယောက်တည်းတိတ်တိတ်ကလေးရုန်းကန်တက်လာပါတယ်အောင်မလေးရမ်းချစ်ဒါကတော့စောင်းပထမအိမ်ကနေပြီးတော့ပစ္စည်းလေးတွေတွားရွှေ့လာခဲ့တာပေါ့နော်ပစ္စည်းလေးတွေလည်းရောက်ပြီဆိုတော့ဒုတိယလုပ်မယ့် step ကတော့ organizing ပါတယောက်တည်းနေရတာကအရာအလုံးကိုစိတ်ကြိုက်ကိုချစ်ကိုလက်ဆိုပေမဲ့တစ်ဖက်မှာလည်းအိမ်တိမ်မှာရှိတဲ့အရာအလုံးကိုတယောက်တည်းသိမ်းကြုံလို့ရပြီဆိုတာလည်းမေ့ထားလို့မရဘူးပေါ့နော်အရင်ကတည်းက physically ပိုပင်ပန်းလာမယ်တယောက်တည်းလုပ်ရမယ့်အလုပ်တွေများလာတော့သတိမမေ့ရအောင်နေတတ်ရမယ်ကိုထမင်းထချက်ရင်ကိုစားရမယ်မချက်နိုင်ဘူးဆိုရင်တော့ငတ်မယ်ပေါ့လေfinancially အပြင်လည်း share သုံးရမယ်လို့မရှိတော့ကိုကိုယ်တိုင်နေထိုင်စားတောက်ရေးကျန်းမာရေး emergency case နဲ့ရှေ့ရေးအတွက်စုဆောင်ရမှာတွေဒါတွေဖူလုံအောင်ရှာနိုင်ရပါမယ်ဒါပေမဲ့တစ်ဖက်မှာလည်းဘသူနဲ့မှညှိစရာစကားတွေပြောစရာမလိုတော့ဘူးဆိုတော့စိတ်အားဖြင့်ပုံငြိမ်းချမ်းလာမယ်ကိုကိုယ်တိုင်အစအဆုံးတာဝန်ယူရတာဖြစ်တဲ့အတွက်ကိုယုံကြည်လေးစားမှု self esteem နဲ့အတူ self efficiency လည်းတိုးလာမယ်ပေါ့နော်တခုရှိတာအားကိုးစရာလိုမများဆဆမရှိတဲ့အတွက် mentally strong ဖြစ်ဖို့တော့လိုပါတယ်တခါတလေပင်ပန်းလာရင်အားငယ်ဝမ်းနဲ့စိတ်ဝင်တက်ပေမဲ့ဒါကတဘာဝပဲလို့လက်ခံထားလိုက်ရင်ခဏပဲခံစားပြီးတော့ကိုလှုပ်ရှားရှိတာကိုဆက်လို့ back on the track အချိန်မီပြန်လာနိုင်ပါတယ်Step 3အနေနဲ့ကတော့ stocking ပါ
ဆောင်းကစီကန်းတင်ကျက်တယ်ဆိုတာတက်ကိုရှိတာလေးတွေကိုတန်ဖိုးထားပြီးတော့ဖြုံးတီးရတာမကြိုက်တဲ့ကြစ်ကြစ်လေးလေးနေထိုင်တတ်သူတို့ပါအရာအလုံးကအဖိုးခမတူရင်မတူမယ်ဒါပေမဲ့ပစ္စည်းတစ်ခုဖြစ်လာဖို့ဆိုတာလွယ်ကူတဲ့ process မဟုတ်ပါဘူးအဲဒါကြောင့်ဘာလေးပဲဖြစ်ဖြစ်နှမျောတာမဟုတ်ပဲနဲ့တန်ဖိုးထားပြီးတော့သုံးတတ်ပါတယ်နောက်တနည်းအားဖြင့်ဆောင်းကဝါသနာများနဲ့လူဆိုလဲမမှားပါဘူးဆောင်းကကိုနေ့စဉ်ဘဝတွေကိုကိုချစ်တဲ့အရာတွေလုပ်ရင်းနဲ့ဖြတ်သန်းဖို့ကြိုးစားနေတဲ့သူတူပါပြီးတော့ပညာရှိတဲ့အမှုပညာကိုချစ်မြတ်လို့သူဆိုလဲဟုတ်ပါတယ်ဆောင်းကိုယ်တိုင်လည်းတခုခုဖန်တီးနေရတာကြိုက်တဲ့အတွက်တယောက်ထိနေခြင်းက creativity ကိုပို့ပြီးတော့တိုးစေပါတယ်နောက်တစ်ခုပေါ့နော်ဒီလိုနေမယ်ဆိုတော့စောင်းအရင်အမေးခံရတဲ့မိကွန်းလေးတွေရှိပါတယ်အဲ့ဒါတွေကတယောက်တည်းဆိုတရေမကြောက်ဘူးလားဟိုကမကြောက်ဘူးလားဒီကမကြောက်ဘူးလားစောင်းမေးချပါတယ်စောင်းရဲ့အဖြေကတော့ကြောက်ပါတယ်တုံလုံးမိပါတယ်စိုးရိမ်မိပါတယ်ဒါပေမဲ့တရေကိုကြောက်တာထက်လူလောကမှာတရေထက်ချက်ဖို့ကောင်းတဲ့ကိစ္စတွေရှိနေပါသေးတယ်ဥပမာကိုတာဝန်မယူနိုင်မှာတဘဝလုံးသူများရဲ့မျက်နှာရည်မျက်နှာကဲကြည့်ပြီးရှင်သန်ရမှာကိုမလုပ်ချင်တဲ့အရာတွေကိုမငင်းဆိုနိုင်မှာကိုနားမလဲမချစ်မနစ်တတ်တဲ့ဝင်းချင်းမှာရှင်သန်ရမှာနဲ့နောက်ဆုံးဘေးစကားတွေနားယောင်ပြီးကိုဆုံးရှုံးရမှာဟုတ်ပါဆောင်းကတော့ရှင်းပါတယ်လောကမှာကိုတကယ်ကြောက်ရမယ့်အရာတွေကဘာတွေလဲတကယ်ရှက်ရမယ့်အရာတွေရောဘာတွေလဲဘဝမှာတကယ်အရေးကြီးတာတွေရောဘာတွေလဲဆိုတာကွယ်ပြသိရမယ်လို့ခံယူထားပါတယ်ဆောင်းဘဝရဲ့အရေးကြီးတဲ့ life purpose တစ်ခုကတော့အကောင့်အဆိုးအကြောင်းကျိုးကိုဝေဖန်ပိုင်းခြားနိုင်ပြီးတော့ဘသူ့မှဒုက္ခမပေးမိဖို့နဲ့ကိုယ်တိုင်လည်းအပူတွေလက်ခံမယူမိဖို့နဲ့ကိုသွားမဲ့ဘဝလမ်းတစ်လျှောက်ကိုထိတိလိုက်တဲ့ပတ်ဝန်းကျင်ကိုတခြားလူတွေကတည်တည်ဖြစ်စေမတည်တည်ဖြစ်စေကိုတက်နိုင်သလောက်အကျိုးပြုနိုင်ဖို့ပါဒါပါပဲအချိန်တန်ရင်ထားခဲ့ရမယ့်အရာတွေကြမှာမပူလောင်ခြင်းတော့လို့ပါဆောင်းရဲ့ home vlog လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက် home vlog ဒီမှာပြန်ဆောင်ကြမယ်တတာ